ဒီလေးကပြောရရှိတာဥပမာလေးပြောဘာလို့ဆိုဒီမှာကိုဗီဒီယိုမတန်းတက်ထားရတယ်အဲ့တော့ဒီလေးပြောရဟာရတယ်စုံနေတော့ကိုလည်းဘယ်လို comment တမယ်လဲလို့ခြင်းပေါ့ဟိုဘယ်လို comment လဲဒီလိုဗီဒီယိုရရခြင်းဟိုဒီလေးကိုဟိုဆက်လို့တော့မဟုတ်ဘူးကွာဒီကဘာလို့နောင်ဒီလေးနောက်မှာကိုယ်ကိုလုံးကြည့်မဲ့လူတွေပေါ့ဒီကဟိုပတ်တယ်တယ်ပေါ့ဒီလိုရိုက်တာကျွန်တော်စိတ်ဆိုပါဘူးကျွန်တော်ကြိုက်တော့ကြိုက်ရဲကိုကတော့ကိုယ်ကြုံဒီလိုကိုကြိုက်ရဲတာဟုတ်တယ်ဟုတ်တယ်ကျွန်တော်ကခုလည်းပြန်လာဆက်တဲ့ပုံစံမျိုးတမျိုးလည်းမထင်ဘူးဒါဆိုတော့ခုနေ့စင်းနဲ့ပတ်သက်ပြီးတော့ထားမှတော့မတော့ဘူးဝယ်ပြီးအခုကကျွန်တော်ကိုယ်တိုင်တောက်တာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်တောက်ရင်လည်းကျွန်တော်ခါရတယ်ရင်းထက်ကြတယ်ကျွန်တော်ကဖြေတာလေးရညံ့တို့နဲ့ကျွန်တော်ကသူအားဆိုတာတော့ကျွန်တော်အမေသူတို့ကလည်းသူတို့လည်းရှက်လို့ဝယ်ခြင်းလို့ကျွန်တော်ဓာတ်ရလည်းပြီးတာဗျာမျက်နှာရမှာမျက်နှာလည်း6ရတစ်ခါလည်းမနှစ်ခါလည်းကျွန်တော်ဖြစ်နိုင်ရင်အခုတို့တီးရှည်လေးနဲ့ပဲစေးတွေနဲ့ပဲတက်တာပြီဗျာအခုမှအမှန်မတွေ့အောင်ပေါ့ဗျာအဲ့တော့အခုစေးတိုင်းစေးလောက်ကိုပြောတယ်ရွေးစင်လေးဒီပြန်မိတ်နေတော့မှကျွန်တော်ကတိန်းနဲ့ချီပြီးတော့ဝယ်ပြီးရဘူးတူဆိုကျိုးတိန်းကောင်းမတိန်းကောင်းတော့နော်အဲ့လုံးက60ကပါဗျာညာရွေးစေးရမျိုးစုံပဲဘာမှမလို့ရှိတယ်41မမီတော့ပါတော့အမှားလို့ရှိတယ်ကျန်သေးတယ်စေးမြေစုံနဲ့ပတ်သက်ပြီးတော့မှမြန်မာစီးနဲ့ပတ်သက်စေးမြေစုံစီပြီးပါပုံသုံးအစ်မပြေဘူးမပြေတော့ဗျာအခုဒါကိုယ့်ရဲ့နာမည်လေးနဲ့ကရှင်းသွားတယ်ကျွန်တော်ဒါကလိပ်စာလည်းပြောလို့မစင်ကမနဲ့လိပ်စာလေးပြောလို့ကျွန်တော်ကိုယ်လာလိုက်တာလာလိုက်တာအခုတခုပဲစိတ်ဝင်စားပါတယ်ကျွန်တော်ဟုတ်ပေါ့ယုံကြည်လို့တော့မဟုတ်ဘူးတကယ်တော့မတင်တော့ယုံလည်းမယုံရဲတော့ကြောက်နေဒီတဲ့ကံများလို့အဲ့တော့ကျွန်တော်တို့ကလည်းပို့ရင်ပဲဒါလိုင်းလာသားတွေဟုတ်တယ်မဟုတ်ဘူးဗျာငုံကတော့မနှမျောကိုဘက်ကစေးကဘာအောင်မှန်ကန်တာလဲကျွန်တော်သိနေတာပေါ့နော်အဲ့ဒါကိုလည်းရောက်နေကြည့်တယ်နောက်က9ရက်တခါလဲကျွန်တော်တို့ပြောဝင်ပြီးထားတယ်ကျွန်တော်ပထမဝယ်ပြရတဲ့စေးတွေဆိုရင်9ရက်အဲ့လိုပြောတာလည်းမရှိဘူးဗျာစင်ပြီးတော့ဖုံးဆိုင်မှာတော့ဘယ်လောက်တော့တော့ကြများအခုက9ရက်တခါကျတော့ဘယ်လိုပါရီပြောရမှာလဲအဲ့လိုမျိုးပေါ့လေအမခံရတာ9ရက်နဲ့အဆင်ပြေတာလားအာမျိုးလေးကျွန်တော်သိတယ်မသိကြဘူးစာနဲ့မပို့ပဲကျွန်တော်ကိုယ်တိုင်လာလိုက်တော့လိပ်စာတောင်းပြီဗျာဟုတ်ပြီအဲ့တော့ဘယ်လိုပြမလဲဖြစ်နေတဲ့ဘောလေးကဒီလေးခုပြောနေတဲ့ပြဿနာတွေအားလုံးကိုကိုယ်ရှင်းနိုင်တယ်။နောက်ပြီးခုဒီလေးဖြစ်ဒီလေးရဲ့ဦးလေးကဖြစ်နေတဲ့ပြဿနာကဘာလို့ဆိုတော့ပန်းညူးတာ။ပန်းညူးတာကိုကိုကဘီဘီစီကိုလုံး40ပါဘူးတောက်လိုက်။နော်လုံး40ပါဘူးတောက်လိုက်တာလည်းအဆင်ပြေရမယ်လို့ကအာမခံလိုက်။ဟုတ်တယ်ဟုတ်လား။တော့အာမခံလိုက်တဲ့ဒီလေးကဘာတော့မလဲဆိုတော့စေးတောက်လိုက်တာ9ရက်တင်ဘာလို့ပြန်ပြောခိုင်းတော့ဆိုတော့တချို့သူစေးတွေတောက်တဲ့အခါမှာဘယ်လိုခေါ်မလဲချက်ချင်းဒုတိယကိုတည်းကဆွမ်းပြတာရှိတယ်ဆွမ်းမပြတာရှိတယ်စေးတောက်တဲ့အခါမှာစေးဘက်လဲတာရှိတယ်စေးဘက်မလဲတာရှိတယ်အဲ့ဒါကြောင့်ဆရာတို့ဘက်ကမလုပ်နေရဆိုတော့မင်းတို့လည်းဘယ်လိုဆရာနဲ့ပူးပေါင်းလို့ဖြစ်တာပူးပေါင်းဆိုတော့စေးဝယ်ပြီးတော့ကွာစေးဝယ်ပြီးတော့ကိုကြောက်တော့တဲ့အဆင်မပြေဘူးဘာလို့သွားလို့ဘူးဆက်ရမှာမသိတဲ့ဘွားတွေရောက်နေတယ်ကွာအဲ့ဒါဆရာကဘာလို့လဲဆိုတော့ တိုင်းပြင်ဆရာနဲ့ဆရာရောက်တဲ့အခါမှာ9ရက်ပြင်ပြောကိုင်းတယ်ဒါဘယ်လိုတော့9ရက်ပြင်ပြောအဆင်ပြေတာမပြေတာဘယ်လိုတော့ဘယ်လိုလုပ်အညွှန်ကြားပေးတာဖြစ်လာအောင်ညွှန်ကြားပေးတာဘယ်လိုလုပ်လာလဲအဲ့တော့ဒီလိုအားလုံးဆိုအားကောင်းလာမယ်မလုံးအားကောင်းလာမယ်ကြောက်ကအားကောင်းလာမယ်ဒီတန်းတောင်းတဲ့တန်ပါပြီးတော့ကြီးရှိတာကိုဆရာကလည်းတောင်းလို့မယ်အာမခံပြီးအဓိကတော့9ရက်တွေကပုံစံဘယ်လိုတော့လားပို့တော့ချင်တဲ့တောက်ပြီးတော့မဖြစ်လာရင်တော့ဆရာတို့တောင်းယူလို့ရနော်အဲ့ဒီက9ရက်ကိုတို့ပြတာကိုဒါလည်းပြောမှာကွာကိုလည်းထည့်တယ်မစ်စစ်တောက်ကြည့်လိုက်ဟုတ်ပြီလားဟုတ်ပြီကျွန်တော်တို့ကိုယ်နေပြီးတော့ဇမန်ဆက်ပြီးတော့နော်အဲ့ဒီမှာဖြစ်နေကျွန်တော်အိမ်ပြန်လာတယ်လာဗျာကျွန်တော်မိမလည်းကိုယ်တင်လာတော့မလုပ်ဘူးတင်လာပြောမှာအေးဒါပဲလားဖြစ်မှာအဲ့ဒါငါဘယ်လိုပတ်တန်းနေခလားကိုကျွန်တော်ရှေ့ရမယ်ငွေကိုတော့လိန်သွားတဲ့ကိုလမ်းမှာစားမှာဟုတ်တယ်နော်ဟုတ်တယ်ကိုစီပုံမှာလည်းရှင်းရကောင်းတဲ့ပုံမှာတောက်ပြီးတော့ကိုပြောတယ်တောက်ပြီးတကယ်မဖြစ်ရင်ဒါကျွန်တော်တို့ဆိုတယ်ဟုတ်ပြီတိုင်းမှာကြော်တင်မှဆုံးသေးတယ်ဟုတ်နော်ဟုတ်ဟုတ်ပြီ9ရက်ပြီစဉ်းပြလိုက်ဟုတ်โอเคဟုတ်ပြီနော်